ဒီမေးခွန်းလေးဖတ်လိုက်တာပေါ့နော်နည်းနည်းလေးတော့လန့်နေတယ်ဘာလို့လဲဆိုလို့ရှိရင် तू ကပြောထားတာကဘိုက်ခွဲမွေးထားတာပေါ့နော်အဖက်မတင်ဘူးဒါပေမဲ့အခုကကလေးပြန်ရှိနေလို့ပေါ့နော်စိုးရင်ညလားတဲ့9လပြည့်ခွဲတာဆိုတော့ခါကျတော့ခွဲထားတာ9လပြည့်တာကိုပြောတာလားဒါမှမဟုတ်လို့ရှိရင်9လထဲနဲ့ခွဲထားတာလားဘလို့လဲဆင်မနားမလဲဘူးပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဆင်မပြောချင်တာကခွဲမွေးထားတဲ့မမီတွေဆိုလို့ရှိရင်အနည်းဆုံးနော်အနည်းဆုံး2နှစ်3နှစ်သားဆက်ချားရပါတယ်ရှင်ကျွန်တော်တို့ဒီ2နှစ်3နှစ်အတွင်းမှာကျွန်တော်တို့တအိမ်လှုပ်ဆောင်မှုလေးတွေပြန်ပြီးတော့မှ normal အတိုင်းပြန်လုပ်နိုင်မယ်ပြီးလို့ရှိရင်ခွဲချောင်းလေးတွေလည်းဒါပြောမယ်ဆိုလို့ရှိရင်အချိန်တစ်ခုရှိသွားဖြစ်တဲ့ကြောင့်မို့အဲ့ဒါမှပဲခွဲချောင်းလေးတွေကလည်းအနာတွေကြက်မယ်ချုပ်ရိုးတွေကကောင်းကောင်းလေးဖြစ်သွားမယ်ပေါ့နော်မဟုတ်ပဲနဲ့ခွဲထားတာ9လပဲရှိသေးတဲ့အနေထားမှာနောက်ထပ်ကိုဝင်ရှိနေတယ်ဆိုလို့ရှိရင်တော့အရန်ကိုအရေးကြီးပါတယ်အမြန်ဆုံး OG ဆရာမတာဖွားမီရဲ့ဆရာမစီမှာသွားပြီးတော့မှတိုင်ပင်မှာဆွေးနွေးပါအကယ်လို့ပေါ့နော်အခက်မသိလို့ရှိရင်ဆရာမတို့ဒီရဲ့ခွဲထားတဲ့ဒဏ်ရာတွေကပြန်ပြီးတော့မှကွဲနိုင်ပါတယ်နော်ပေါ်စားလို့မရပါဘူးရှင်ဒါကြောင့်မို့ဆရာမဆိုအမြဲတမ်းပါတယ်ဆရာမတို့ကကြတော့ဒီတာဖွားအပိုင်းကိုအဓိကတာဝန်ယူထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီကလေးမွေးပြီးတဲ့တူတာကိုဆရာမကကျမရေးအတိပညာလေးတွေပြောပေးဖြစ်တယ်ဒါမဲ့တော်တော်များများကပေါ့နော်မလိုက်နာကြဘူးဘာမှမဖြစ်တော့ဘူးဆိုပြီးတော့မှထင်တတ်ကြတယ်ဒါမဲ့အရန်ကြောက်စရာကောင်းပါတယ်နော်မွေးပြီးတော့မှ2နှစ်မပြည့်ခင်မှာကလေးထည့်ပြီးတော့မှရှိတာမျိုးဆိုလို့ရှိရင်ကျမတို့တအိမ်ကမကြမ်းမာတာမျိုးဖြစ်တတ်တယ်အတွင်းဘက်မှာပေါက်တာမျိုးတွေပြဲတာမျိုးတွေပြန်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အထူးဂရုစိုက်ပါအကယ်လို့ကျမနဲ့ဘိုင်ဝမ်လေးဆွေးနွေးချင်တယ်ဆိုလို့ရှိရင် Viber နံပါတ်262235ကိုဆက်သွယ်ပြီးတော့မှလာပြောလို့ရတယ်ပေါ့နော်လာပြီးတော့မှဆက်သွယ်လို့ဆွေးနွေးလို့ရပါတယ်အဲ့တော့တခြားသိချင်တဲ့ဟာလေးရှိတယ်ဆိုလည်းမေးခဲ့လို့ရတယ်စမကလေဒီကိုဝန်ဆောင်နဲ့ပတ်သက်တဲ့ဟာမွေးဖွားမိခင်နဲ့ပတ်သက်တဲ့ဟာလေးတွေကိုနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တင်ပေးသွားမယ်ပေါ့နော်အကယ်လို့ကိုကဒီကလေးပြုစုနည်းတွေပြီးလို့ရှိရင်ကိုဝန်ဆောင်နဲ့ပတ်သက်တဲ့အချိန်မှာကြုံရတဲ့ပြဿနာလေးတွေသိချင်တယ်ဆိုလို့ရှိရင် comment မှာမှန်ခဲ့လို့ရပါတယ်ရှင်